ဘီတာယောဂရက်ကိုပြန်ပြီးတော့အကေးဖြစ်ခြင်းအားလုံးပဲမင်္ဂလာပါဥကီဘက်ကနေကြိုဆိုပါရစေဘီတာယောဂရက်ဟာအာဆင်နယ်မှာ EPM ပွဲစဉ်ဆက်ခွန်တီဆက်လီဝဲပါဝင်ကစားပြီးထားပြီးတော့9ဂိုးသွင်းထားပါရီပွဲတိုင်းတော့လေပွဲချိန်မီကစားရမှုပဲနဲ့တချို့ပွဲတွေမှာလူစားဝင်ကစားရမျိုးလည်းရှိပါရီဆိုတော့ရောက်ချင်းရာသီဒီပမာဏကရာသီဝဲအတိုင်းတာအတွက်တော့အရင်မဆိုးပါဘူးတိုးတော့အရင်နှစ်တွေကသူရခဲ့တဲ့ဂိုးသွင်းပမာဏနဲ့တော့ဘလို့မှတူမနေတော့ပါဘူးဒီတော့ပြောစရာတွေကရှိလာခဲ့တော့တာပေါ့အာဒီတာသူ့အစားမီခေးမရီနိုတိုက်စစ်မှတင်ကစားတဲ့ပွဲတွေလည်းရှိပါရီအာဒီတာရဲ့တိုက်စစ်မှုဟာကစားဝက်ထဲမှာများများဆဆပါဝင်ပတ်သက်မှုရှိဖို့တောင်းဆိုခံရပြီးတော့ကျန်တဲ့တောင်ပန်ကစားသမားတွေအတွက်လည်းနေရာလွတ်တွေရှာပေးရတာတွဲချိတ်ကစားရတာမျိုးတွေမျှော်လင့်ခံရပါရီဒါကြောင့်ပဲအာဒီတာကင်ဟာဘက်ကိုလက်ကင်ထားသုံးခဲ့တာဖြစ်တယ်လို့ဂျေဆုတွေသဘောကျတာပါအခုထိတော့ယောဂရာအဲ့လိုနေရာတွေမှာလာယောညစ်တွေပြောင်းလဲလာဖို့နည်းနည်းရုန်းကန်နေရတယ်လို့ဆိုနိုင်ပါရီဆူဆူဝါးရောလည်းမဟုတ်ပါဘူးလွဲချော်သွားတဲ့အချိန်တွေလည်းရှိပေမဲ့ရေဘူးအားဖြင့်တော့စူးစမ်းနေရတဲ့အဆင့်ဆိုရင်လုံလောက်ပါရီဒါပေမဲ့ပြဿနာကတော့သူ့ကိုဝင်းအောင်တိုက်စစ်မှုဖြစ်နေခေါ်ခဲ့တာလို့ယုံကြည်ထားခဲ့တဲ့အာဆင်နယ်ပရိသတ်တွေကမျှော်လင့်ချက်နဲ့ရလက်ထက်တူမကြတဲ့အခါမှာညှို့ညင်တာမျိုးတွေရှိနိုင်ပါရီဒါတွေကကိုကပြန်ပြီးတော့မကူစားမနိုင်မချင်းတော့ကြုံရမှာဖြစ်ပါရီတိုက်စစ်မှုတယောက်ရဲ့ဘောမှာဒါမျိုးတွေကအဆန်းမဟုတ်ပါဘူးမြမလေးစဉ်တိုက်စစ်မှုဟောင်းကိုမျိုးလိုက်ဝင်ရဲ့စကားလိုပဲဂိုးဝင်သွားရင်ချီကျူးခံရမယ်လွဲသွားရင်အစဲခံရမယ်အစဲမခံရင်ပဲချီကျူးခံရဖို့မဖြစ်နိုင်ဘူးဆိုတာအမှန်ပါပဲတိုက်စစ်မှုတယောက်ကဂိုးရီမရရင်ဝေဖန်ခံရမှာပါဖီအားတွေရောက်ပါရီဂိုးရီရရင်ချီကျူးခံရအောင်မှာပါရော့ခရက်လည်းအသားကျပြီးတော့အဆင်ပြေသွားတဲ့ခါမှာပြန်ပြီးတော့အားပေးမှုကိုရအောင်မှာပါပဲစဉ်းစားကြည့်မယ်ဆိုရင်တော့ယော့ခရက်သာဒီပုံစံမျိုးနဲ့ United ကိုရောက်နေခဲ့မယ်ဆိုရင်တော့9ဂိုးသွင်းပေးထားတဲ့အပြောခံရတာဟာလက်ရှိအာဆင်နယ်ထက်ပိုပြီးတော့ဆိုးပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူပြီးခဲ့တဲ့နှစ်တည်းကစွမ်းဆောင်မှုတွေနဲ့ကွာခြားသွားခဲ့တာဟုတ်။အဲ့ဒီကပေါ်တူဂီလိဆိုတာကိုတော့သိပြီးတော့ထဲမတွေးပြကြဘူး။အဲ့ဒီမှာရူဘင်အမိုရီနဲ့ချန်ပီယံဖြစ်ခဲ့ပါတယ်။လက်ရှိ United မှာရုန်းကန်နေရတာပါပဲ။လက်ရှိ United တိုက်စစ်ကဇက်စီကိုပေါ်တူဂီလွတ်လိုက်ရင်တော့သူတို့ကိုစွမ်းနေနဲ့သွင်းကိုတွေကြောင့်နာမည်ပြန်ပြီးတော့ထွက်အောင်မှာပါပဲ။လီအစ်စင်တန်ကတော်တော်လေးကိုကွာပါတယ်ဆိုတော့ယော့ခဲရဲ့အရင်သွင်းကိုပမာဏကိုမိထားလိုက်မယ်ဆိုရင်လက်ရှိရနေတဲ့ပမာဏအရင်မဆိုးပါဘူးသူကငကူကလေးကပြေးထွက်ပြီးတော့နေရာလွတ်ထဲပေါ်လုံးနဲ့ပြေးဝင်အဆုံးသက်ရတာကိုကြိုက်တဲ့တိုက်စစ်မှုမျိုးပါခေါင်းတိုက်သွင်းကိုတွေကိုမသွင်းတတ်တာမဟုတ်ပြီးပြေးစုံတဲ့ပုံစံတော့လည်းမရှိပါဘူးတောင်မန်ကြီးကနေလိန်ခောက်ဆွဲပြီးတော့သူကိုယ်တိုင်ကန်ရတာကိုလည်းကြိုက်ပါတယ်ဆိုလိုချင်တာ4 in the box အစ်မဟုတ်ပါဘူးဆိုတော့အာဆင်နယ်မှာကစားတဲ့အခါမှာပြိုင်ဘက်ကခံစစ်ကိုကျက်နေအောင်ပိတ်ကစားထားတဲ့ထဲလှုပ်ရှားတာဖြစ်လို့သူအသားကျဖို့အချိန်လိုပါတယ်ဒီဟာဒီမှာတေချာပေါက်10ဂိုးကနေ15ဂိုးတင်တော့သူရသွားမှဖြစ်ပြီးတော့ဒါဟာလုံလောက်တဲ့ပမာဏလို့ယူဆပါရီနောက်ထပ်ရာသီမှာအဲ့ဒီပမာဏကိုပြင်ရဖို့နဲ့တိုးတက်လာဖို့သာအဓိကပါအရေးကြီးဆုံးကတော့အသင်းကစားခွင့်နဲ့ပို့ပြီးတော့အံဝင်လာဖို့လိုနေတာဖြစ်ပြီးတော့သူပါတဲ့ပွဲဆိုရင်အသင်းကတက်သူကတက်ပုံစံမျိုးဖြစ်နေတာကိုပဲအဓိကကုစားဖို့လိုအပ်ပါလိမ့်မယ်